အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးသွားမယ့်ပုံပြင်လေးကတော့ကနန်းမလေးနဲ့မင်းသားလေးတို့ရဲ့အချစ်ဇက်လန်ပုံပြင်လေးပဲဖြစ်ပါတယ်ဟိုးချစ်ချစ်တုန်းကကလေးမရှိတဲ့လူအိုဆောင်တွဲရှိခဲ့ပါတယ်သူတို့နှစ်ယောက်ဆုံးကလေးတစ်ယောက်ရကျင်လို့အရန်တောင်းတနေကြပါတယ်တနေ့ဇနီးတွေကကိုဝင်ရှိနေတယ်ဆိုတာသိလိုက်ရတော့အခါနှစ်ယောက်စလုံးအရန်ဝမ်းသာသွားကြပါတယ်ဒါပေမဲ့ကလေးမွေးလာတဲ့အခါလူလေးမဟုတ်ပဲကနန်းမလေးတစ်ကောင်ဖြစ်နေပါတယ်လူအိုဆောင်တွဲလည်းအရန်စိတ်ပြတ်သွားပေမဲ့ကနန်းမလေးကိုချစ်စရာကောင်းနေတော့သူတို့မွေးစားပြီးကြီးပြင်းအောင်ပြုစုပြောင်းထောင်ခဲ့ကြပါတယ်ကနန်းမလေးကစကားပြောနိုင်တယ်လူလိုညံချိတယ်အရန်ချစ်စရာကောင်းတယ်နှစ်တွေကြာလာတဲ့အခါဖခင်ကြီးကဇနီးဟောင်းတည်သွားပြီးနောက်တစ်ယောက်လက်ထပ်ခဲ့ပါတယ်နောက်ဇနီးကကနန်းမလေးကိုမကြိုက်လို့အမြဲဆက်ဆံရေးဆိုးဆိုးဝါးဝါးတွေဆက်ဆံပေးပါတယ်ကနန်းမလေးကိုအိမ်ထဲဝင်ခွင့်မပေးဘဲအပြင်မှာနေခိုင်းပါတယ်ဒါပေမဲ့ကနန်းမလေးကစိတ်မပြတ်ပဲဖခင်ကြီးနဲ့မိတွေကိုအရန်ချစ်နေစေပါတနေ့ရွာထဲမှာပွဲကြီးပွဲကောင်းကျင်းပါတယ်မင်းသားလေးတစ်ပါးကပွဲတော်မှာတချင်းဆိုပြီးပန်းကုန်းတကုန်းပစ်လိုက်တယ်ပန်းကုန်းကြောက်ရောက်တဲ့မိမကိုလက်ထပ်မယ်လို့ကြေညာလိုက်ပါတယ်ပန်းကုန်းပြန်လာပြီးကနန်းမလေးခေါင်းပေါ်ကြောက်ရောက်သွားပါတယ်လူတွေကအံ့ဩသွားကြတယ်မင်းသားကကနန်းမလေးကိုမြင်ပြီးအရန်အံ့ဩသွားပေမဲ့ဂတိပေးထားတော့မင်းသားကကနန်းမလေးကိုလက်ထပ်ခဲ့ပါတယ်ကနန်းမလေးကိုနန်းတော်ခေါ်ဆောင်သွားခဲ့ပါတယ်မင်းသားနဲ့ကနန်းမလေးကတဖြည်းဖြည်းချစ်လာခဲ့ပါတယ်သူအပြုတ်မှုကောင်းမှုတွေကြောင့်ကြီးကတား၃ယောက်လုံးကိုစမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တားကြီးတားလက်တားငယ်တို့ကိုမိန်းမတွေအားလုံးကိုအလုတ်၃ခုလုပ်ခိုင်းစေပါတယ်ပထမဦးဆုံးအလုတ်ကတော့အလှပဆုံးအထည်ရအောင်ရက်လုတ်ခိုင်းပါတယ်မင်းသားကြီးနဲ့တားလက်တို့ဇနီးတွေကအလှပဆုံးအထည်တွေရက်ပေမဲ့မင်းသားငယ်လေးရဲ့ကနန်းမလေးကပုံမလှပသောရွှေရောင်ချီတဲ့ကိုရက်လုတ်ပေးခဲ့ပါတယ်ဒုတိယအကြိမ်အရသာအခြေဆုံးမုံတစ်မျိုးဖုတ်ပေးပါတခြားဇနီးတွေဖုတ်တဲ့မုံတွေတဲ့ကနန်းမလေးဖုတ်တဲ့မုံကအရသာအကောင်းဆုံးဖြစ်ခဲ့ပါတယ်နောက်ဆုံးအကြိမ်နန်းတော်ထဲမှာပွဲတော်ကြီးကျင်းပပြီးတားတော်တွေကိုတားမယားတွေတက်ရောက်ဖို့မိန့်ကြားခဲ့ပါတယ်မင်းသားငယ်ကကနန်းမလေးနဲ့တက်ရောက်လာပါတယ်လူတွေရဲကြတယ်မင်းကြီးကအံ့ဩပြီးနှစ်မိမဘယ်မှာလဲလို့မေးပါတယ်ကနန်းမလေးကသူ့အည်ပြားကိုခွာချလိုက်ပါတယ်ချက်ချင်းဆိုသလိုအလှပဆုံးမိမပြိုလေးတဦးပေါ်ထွက်လာပါတယ်ဝစ်စုံလှပပနဲ့ချွေရောင်စပင်ချစ်စရာမျက်နှာလေးနဲ့ပါမင်းကြီးအံ့ဩသွားပြီးကနန်းမလေးကိုကဘာပေါ်မှာအလှပဆုံးမိန်းမလို့ကြေညာလိုက်ပါတယ်မင်းသားငယ်ကိုနောင်တက်လာမဲ့မင်းအဖြစ်ရွေးချယ်လိုက်ပါတယ်မင်းသားကသူ့မိဖုရားကိုကနန်းအရေးပြားနောက်တစ်ခါမဝစ်တော့ဖို့တောင်းဆိုလာခဲ့ပါတယ်မင်းသမီးကလက်ခံပြီးအရေးပြားကိုမိထဲပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာပျော့ချွင်းစွာနေထိုင်ခဲ့ကြပါတယ်ပုံမှန်အသွင်ပြင်ကိုအပေါ်ယံမကြည့်ပါနဲ့နှလုံးသားနဲ့ကောင်းမှုဉာဏ်ပညာစိတ်ရှည်မှုနဲ့ချစ်ချင်းကအရေးကြီးဆုံးပါကောင်းမှုကျေးဇူးဆက်တတ်တဲ့ယုံကြည်မှုရှိရင်အံ့ဩဖွယ်ရာတွေဖြစ်လာနိုင်